ဒါဟုတ်တယ်ဗမာပြည်မှာအမေဖေကိုပြစ်ထားတဲ့လူတယောက်မိဘကိုပြစ်ထားတဲ့သားသမီးဟာသူ့သားသမီးကလည်းသူ့ကိုပြစ်ထားတာဒီဘွားတယ်မယ်ဝတ်လေခဏခဏတွေ့ဘူးတဲ့အဲ့ဒါအမေဖေကိုယိုသေးတဲ့သားသမီးဟာသူ့ရဲ့သားသမီးကလည်းသူ့ကိုယိုသေးတယ်တော့သူကအမေဖေကိုပြစ်တဲ့အော်တယ်ဆိုရင်လည်းသူ့သားသမီးကသူ့ပြန်အော်တယ်သူ့ကိုချက်ချင်းပဲအဲ့ဒါနော်တုံ့ပြန်မှုကချက်ချင်းလာတာနောက်ဘဝမဆိုင်ဘူးဒီဘဝမှာပဲလာတယ်အဲ့ဒါပျက်စီးဆုံးရှုံးခြင်းရဲ့အကြောင်းပဲလို့မြတ်စွာဘုရားပရာဘဝတုံးမှာဒီလိုခေါ်ထားတယ်အခုပြောရတဲ့အချက်လက်တွေဟာမြတ်စွာဘုရားကိုယ်တိုင်မိဘနဲ့စပ်ပြီးတော့ဆုံးမဩဝါဒပေးပြီးတော့ဟောကြားခဲ့တဲ့တရားဒေသနာတွေကထုတ်နှုတ်ပြီးတော့ဟောကြားတာဖြစ်ပါတယ်မိဘခြေဆုတရားနဲ့မြတ်စွာဘုရား၏အဆုံးအမစကားဆိုတာတကယ်စာပေကျမ်းဂန်ထဲမှာ950ဇတ်တွေထဲမှာလည်းပဲဒီအကြောင်းတွေဘုရားလောင်းတွေဟာမိဘတွေကိုဘယ်လိုပြုစုခဲ့တယ်ဆိုတဲ့ဇာလန်းတွေအများကြီးရှိတယ်ပေါ့ဒါသုတ်တံပါဠိတော်တွေမှာလာတဲ့မိဘနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့တရားဓမ္မတွေဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့တို့လူဘဝရောက်လာတာဟာမိဘကိုအကြောင်းပြုပြီးတော့မိဘနဲ့ဆက်နွယ်ပြီးတော့နေတဲ့တို့လူဘဝရလာတာမိဘရဲ့ခြေဆုတွေဟာပထမဆုံးအလွန်ကြီးမားတဲ့ခြေဆုတွေရှိတယ်ဒီခြေဆုတွေဆက်ရတာဟာတို့အတွက်မှာအမတန်မှမြင့်မြတ်တယ်လို့စိတ်ထဲနှလုံးထဲမှာထားပြီးတော့မိဘခြေဆုအထူးသိမြင်ကတက်ရှိထင်ရှားမိဘများရှိတဲ့ပုဂ္ဂိုလ်တွေကမိဘကိုပြုစုလုပ်ကြွေးခြေဆုဆက်လို့တမလွန်ဘဝမိမိတို့ရဲ့မိဘတွေတမလွန်ဘဝပြောင်းသွားပြီဆိုလို့ရှိရင်လေမကြာခဏကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေခြင်းဖြင့်မိဘရဲ့ခြေဆုကိုဆက်ကြရမယ်ဆိုတာကိုကိုယ်စီသဘောကျပြီးတော့ကြိုးစားလိုက်နာနိုင်ကြပါစေကုန်သတည်း